တစ်နှစ်အောက်ကလေးတွေကိုစားလုံးဝမကြွေးပါနဲ့နှစ်နှစ်အောက်ကလေးတွေကိုတကြားလုံးဝမကြွေးပါနဲ့မင်္ဂလာပါဖေဖေမေမေတို့ကျွန်မပြောချင်တာကတော့တစ်နှစ်အောက်နဲ့နှစ်နှစ်အောက်ကလေးလေးတွေစောင်းရန်ရှောင်ရန်လေးတွေကိုကျွန်မပြောပြပေးချင်ပါတယ်တစ်နှစ်အောက်ကလေးလေးတွေကိုကြတော့နွားနို့စားလုံးဝမကြွေးပါနဲ့သူတို့အတွက်ဘာလို့စားလုံးဝမကြွေးပါနဲ့လို့ပြောလဲဆိုလို့ရှိရင်စားတက်ကပေါ့နော်သူတို့စားတဲ့အစားအသောက်အသီးနှံမှာပါတဲ့စားတက်ကသူတို့အတွက်လုံလောက်ပါတယ်စားကျွေးလို့ရှိရင်ကြောက်ကက်ကိုပျက်စီးနိုင်တယ်တစ်နှစ်အောက်ကလေးတွေပေါ့နော်အသင့်တောင်နွားတို့ပြီးတော့ကြတော့ဟိုကြိုချက်တဲ့နွားတို့အဲ့ဒါတွေလုံးဝမတိုင်းကြီးစေပါနဲ့စီကြော်တွေကိုလုံးဝမကျွေးပါနဲ့တစ်နှစ်အောက်ကလေးတွေဖျားလာတဲ့အခါဟိုကိုယ်သဘောနဲ့ကိုယ်စေးတိုက်တာမျိုးတို့ပါတော့အဲ့လိုမျိုးတွေမလုပ်ပါနဲ့စေးပမာဏဝိတ်ချိန်နဲ့တိုက်ရတာဖြစ်လို့ပေါ့နော်စေးပမာဏအားနဲတာများတာအဲ့လိုမျိုးတွေကြောင့်ဖြစ်တတ်ပါအသက်ကြီးလာတာနဲ့အများအစာကစေးရအစာဖြစ်လာတာပေါ့နော်အဲ့တော့ကိုကလေးလေးတွေဟောင်းမုံမရှင်တန်ကြီးထွားဖို့အတွက်အစာအသောက်ကိုကျန်းမာရေးနဲ့ညီညွတ်တာတွေပဲကျွေးစေချင်ပါတယ်စီကြော်လေးတွေကျွေးတဲ့ခါမှာလေတက်နဲ့စီလေးတွေပဲကြော်ကျွေးပါတစ်ပတ်ကို2ရက်အပြင်စီကြော်မကျွေးပါနဲ့တက်ကြီးလာတဲ့ခါမှာကင်ဆာဖြစ်နိုင်တဲ့ရာခိုင်နှုန်းအရန်များပါတယ် ready made အစားအစာတွေကိုလည်းအစကလေးကအစမ်းမကျွေးပါနဲ့ဟိုကြောင်းတက်တဲ့အခါကျရင်လည်းသူကခါကြီးခါရင်စားတာမျိုးကလွဲရင်သူတို့ကိုကိုယ်တိုင်ပဲမုံလေးတွေပြုတ်လုပ်ပေးပါကစားစရာအလွန်ကြုံဝယ်ပေးပါနဲ့သူတို့အသက်အရွယ်နဲ့ဆော့လို့ရတဲ့အရာလေးတွေကိုဝယ်ပေးပါသူတို့အတွက်တည်တံ့ထုတ်ထားတဲ့ဟိုစိတ်6လအထက်တို့ဟိုတစ်နှစ်အထက်တို့2နှစ်အထက်တို့3နှစ်အထက်တို့အဲ့လိုကစားစရာလေးတွေရေးထားတဲ့ကစားစရာလေးတွေကိုဝယ်ပေးပါဒီစိတ်ပိုင်းကိုဖြစ်စေအားလုံးကိုဖြစ်စေကြည့်ရှုပြီးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်